မှာဒီ promotion တွေပေးနေတယ်ဆိုတာသိပြီးပြီလား April 1 ရက်နေ့မှာစတင်မဲ့ English speaking class လေးကိုပြီးတက်ရောက်နိုင်မဲ့အခွင့်အရေးကို CS Educative Center မှာဖွင့်လှစ်ပေးလိုက်ပါပြီနော်တင်ကအသက်15နှစ်မှ35နှစ်အတွင်းဖြစ်ရင်တော့ဒီအခွင့်အရေးကအတင်းအတွက်ပဲနော် speaking မပြောရတာ grammar မှာကြောက်တာ interview ရင်သုံးလုံးနေတာဒီຢာတွေကိုတစ်လအတွင်းပြောင်းလဲနိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်ချိန်ကြားလေးကတော့ Monday to Thursday ညနေ4 နာရီမှ9 နာရီတင်တဲ့ကာလလေးကတော့တစ်လ6မိနစ်ဖြစ်ပြီးတော့မှတင်တဲ့ကြေးလေးကတော့ပြီးဖြစ်ပါတယ်ဒီကလပ်ဆိုတာ quality ရော့သွားတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ speaking level ကိုစက်တက်နိုင်မဲ့အခွင့်အရေး effective learning method ကိုကိုယ်တိုင်အတွေ့အကြုံယူနိုင်မဲ့အခွင့်အရေး long term program မဝင်ခင်စက်တက်ကြည့်နိုင်မဲ့အခွင့်အရေးတွေကိုရရှိနိုင်မှာဖြစ်ပါတယ် free class ဖြစ်တဲ့အပြင်တင်တဲ့ပြီးဆုံးပါကအပြင် interview certificate ပြည့်တော့မှာဖြစ်တဲ့အတွက်ကြောင့်လို့ CPN portfolio အတွက်လည်းသုံးချနိုင်ပါတယ်ဒီ class လေးကိုဘယ်လိုပြီးကြရမလဲဒီပို့ကို public နဲ့ share ပါတကယ်ချင်းများကိုတက်သွဲပါ share screenshot ကိုတင်တဲ့နိုင်တဲ့အခါမှာပြပေးရမှာဖြစ်ပါတယ်ဒီ free class လေးတရားရမယ့်ကိစ္စကတော့အမှန်44 14မြင်းဆောင်နေ့ရက်ကွက်တက်သူမှလည်းတောင်းပါပါမျိုးနဲ့ပို့တင်နိုင်တဲ့မှာဖြစ်ပါတယ်အသေးစိတ်ဒီရှိလိုပါက page messenger ကမှမဟုတ်3ညကိုပုံပုံ3ခုနဲ့3060လို့ဆက်သွယ်ပြနိုင်ပါတယ်ရှင်